안녕하세요. 알루미늄클라바 글로리 코리아 아카데미 되는 장마 디 채널을 펴바래. 디 비디오 리마로 디 채널 디 드라마 봉산이고 신뢰비도 마 펴바래. 그래서 지지야 드라마의 나멜리아 발리래 고 싶어요. 고 싶어요 좋아 발리 펴물래. 아테이벨리아 발리 펴물래. 친네. 너? 친네 소라가 바오 벼지나래. 에러 시민자고 지야. အဲ့တော့မိမိရဲ့လိုအင်စင်တာသို့မဟုတ်မျှော်လင့်ချက်ကိုဖော်ပြတဲ့အခါမှာအသုံးပြုလို့ရပါတယ်ပြောချင်တာကကိုယ့်ရဲ့လိုအင်စင်တာဘယ်လိုဖြစ်မလဲကိုကတစ်ခုခုပစ္စည်းတစ်ခုခုလိုချင်တယ်တစ်ခုခုစားချင်တယ်တနေရာရာကိုသွားချင်တယ်အဲ့လိုပုံစံမျိုးလေးတွေနဲ့ပြောတာဖြစ်ပါတယ်ဆိုတော့ဒီချက်တော့သုံးရမယ်ဆိုရင်ကိုရှိဖို့ရောဒီတိုင်းမဲမသုံးရဘဲနဲ့အရှင်းကနေဘာလေးကတ်မလဲဆိုရင် fact ကလေးကတ်မယ်ဖက်လေးကရိယာလေးနဲ့ပေါင်းသုံးရမယ်တွဲပြီးသုံးရမယ်ဒါပေမဲ့အဲ့ဒီဖက်ကဘာဖက်လေးဖြစ်မလဲလှုပ်ရှားမှုပြကရိယာဆိုတဲ့ action verb လေးဖြစ်မယ်နော်ဆိုတော့အောက်ကဥပမာလေးကိုကြည့်ကြည့်ရအောင်ဒီချက်တော့စကားပြောမှာဆိုရင်ကိုရှိဖို့ရိုးဆိုပြီးတော့ဒီစကားပြောမှာကိုရှိဖို့ရိုးတခုခုသွားချင်တယ်လှုပ်ချင်တယ်လို့ပြောလိုက်ရပြီနော်အဲ့တော့အရှိကနေဖက်လေးကတ်တာကိုကြည့်ရအောင်နံပါတ်1ကခါတာမှာဆိုရင်ဒီချက်တော့ကိုရှိဖို့ရိုးနဲ့ဆိုရင်ဘယ်လိုကတ်မလဲဘာလေးကိုရင်ဖြုံးရမလဲနော်ဒီဒါအထားလေးကိုဖြုတ်မယ်အရှိရခါလေးကိုကြီးလိုက်မယ်ဒါလေးဖြုတ်ပြီးတော့ဘာလေးကတ်မလဲခိုးလေးကတ်မယ်ခါကိုရှိဖို့ရိုးသွားချင်တယ်လို့ဖြစ်သွားပြီအဲ့တော့တနေရာရာကိုသွားချင်တယ်ကိုရီးယားကိုသွားချင်တယ်နော်ဟန်ကူကခါကိုရှိဖို့ရိုးအဲ့လိုမျိုးတောင်းလို့ရတယ်အဲ့တခုဘိုးသားလေးကြည့်ရအောင်ဘိုးသားဘာလေးဖြတ်မလဲဒါလေးဖြတ်မယ်ဆိုတော့ဒါလေးဖြတ်မယ်ဆိုရင်ဖိုးကိုရှိဖို့ရိုးအဲ့တော့ဘိုးသားကကျတော့ဒီချက်တော့ဘာလဲအတိတ်ပဲလေးကကြည့်တီနော်ကြည့်တီအဲ့တော့ကြည့်ချင်တယ်ဘာကိုကြည့်ချင်တာလဲရုပ်ရှင်တွေကိုကြည့်ချင်တယ်ဆိုရင်ရုပ်ရှင်ကယုံဟွာ보고 싶어요လို့သုံးလို့ရတယ်အဲ့ဒါကဘာတာဆိုတာကလက်ခံရရှိတယ်ပစ္စည်းတစ်ခုခုလက်ခံရရှိတာကိုပြောတယ်နောက်တစ်ခုကလက်ဆောင်တွေပါတယ်ရတယ်အဲ့လိုမျိုးပြောတယ်အဲ့တော့ဒါလေးဖြုတ်မယ်သူဘာကတ်မလဲဘာတိုင်တော့မှာကိုရှိဖို့ယူလေးကတ်မယ်ဆိုရင်ဘာကိုရှိဖို့ယူနော်ရချင်တယ်လက်ခံရချင်တယ်ဒီမှာကျတော့ရချင်တယ်လက်ခံချင်တယ်ဆိုတော့ဘာလေးဖြစ်မလဲဒီကျတော့လက်ဆောင်ဆိုရင်လည်းလက်ဆောင်က선물을 받고 싶어요လိုမျိုးလေးတောင်းလို့ရတယ်နောက်တစ်ခု 만들다ဆိုတာကပြုလုပ်သည်ဖန်တီးသည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်အဲ့တော့ 만들다ကိုလည်းပဲဒီချက်တော့ပြုလုပ်ချင်တယ်ဖန်တီးချင်တယ်ကိတ်မုတ်ကိုဖန်တီးချင်တယ်ပြုလုပ်ချင်တယ်ပေါ့နော်အရာဝတ္ထုတစ်ခုခုကိုလက်ကောက်လေးတွေ fancy လေးတွေကိုပြုလုပ်ချင်တယ်လို့ပြောတဲ့အခါမှာ 만들다ကိုတောင်းလို့ရတယ်အဲ့တော့ထားလေးဖြုတ်မယ်ဗာလေးကတ်မလဲဆိုရင်ကိုရှိဖို့ရိုးလေးကတ်မယ်အဲ့တော့ 만들고 싶어요နော် 만들고 싶어요အဲ့ဒါက사다ဆိုတာကဝယ်သည်နော်အရာတစ်ခုခုအသားတွေပါဝယ်တယ်အဲ့တော့ဝယ်ချင်တယ်ဒါဖြုတ်မယ်ဘာကတ်မလဲကိုရှိဖို့ရိုးကတ်မယ်အဲ့တော့사고 싶어요ဘာဝယ်ချင်လဲဆိုတော့အသားကိုဝယ်ချင်တယ်ဆိုရင်အသားက고기를 사고 싶어요เนาะအဲ့လိုပုံစံမျိုးလေးနဲ့သုံးလို့ရတယ်ရမလားဆိုတော့ပြန်ပြောကြည့်အောင်ကိုရှိဖို့ယူလေးကတခုကိုကိုယ့်ရဲ့လိုအင်ဆန္ဒသို့မဟုတ်မျှော်လင့်ချက်ကိုဖော်ပြတဲ့အခါမှာသုံးလို့ရတဲ့ grammar လေးဖြစ်တယ်မိမိကိုယ်ချိုအတွက်ပဲသုံးရမယ်เนาะတော့မိမိကိုယ်ချိုအတွက်ပဲသုံးရတဲ့ပုံစံလေးဖြစ်တယ်သူကပြီးတော့ဗာလေးနဲ့ကတ်လဲ verb မှာ action verb လေးနဲ့ကတ်တယ် action verb မှာအသက်ပါမပါကြည့်စရာမလိုဘူးเนาะဒီတိုင်းတန်းကတ်လိုက်ရုံပဲဆိုတော့ဥပမာလေးလည်းနားလည်မယ်လို့မျှော်လင့်ပါတယ်